ရရှိခဲ့ပါတယ်ပျော်ရွှင်စရာခိုက်တန့်လေးလည်းခန်းစားခဲ့ရပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဒီကနေ့မှာဒိုင်လူကြီးမင်းများရဲ့အပန်းအများဆုံးရရှိထားတဲ့9ဦးကိုကျွန်တော်စင်မထက်တို့ဖိတ်ခေါ်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ဒီနေ့ top 7အနေနဲ့ပါဝင်သွားတဲ့လာမေကတော့ဖအန်မေဂရစ်ဖြစ်ပါတယ်ခင်ဗျာโอเคပါချက်မှန်ပြီးတော့တတိယမြောက်အနေနဲ့ပါဝင်သွားတဲ့သူကတော့ရန်ကုန် East Montewi ဖြစ်ပါတယ်ခင်ဗျာဆက်မှန်ပြီးကျွန်တော်ဒီကနေ့ရဲ့ Media Press Conference မှာ Media Choice အတွက် Top 7 ကိုပါဝင်သွားတဲ့သူကတော့ကျောက်ဖြူတထားရွှေစင်ဖြစ်ပါတယ်ခင်ဗျာနောက်ချက်တူအနေနဲ့ပါဝင်သွားတဲ့ဒိုင်ပွဲဝင်အလာမေကတော့တန်လင်းစောယူနယ်စဉ်ဖြစ်ပါတယ်ခင်ဗျာဆက်မှန်ပြီးတော့ဖိတ်ခေါ်ပေးခြင်းတဲ့သူကတော့တောင်ကူဟန်သိမ့်သိမ့်အောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီနေ့ညအတွက် Media Choice Award အတွက် Top 7 ထပ်မံပါဝင်သွားတဲ့သူကတော့ Miss Universe ရန်ကုန် North Angel TV ဖြစ်ပါတယ်ခင်ဗျာTop 7 ကိုနောက်ဆုံးအနေနဲ့ပါဝင်သွားတဲ့သူကတော့ကျွန်တော်နာမည်ဖတ်တယ်လက်ခတ်နေပါတယ်တောင်ကြီး No Manner လည်းပွဲခူးဖြစ်ပါတယ်ခင်ဗျာCongratulations ပါအားလုံးပဲဒီကနေ့ Top 7 ကနေပြီးတော့ကျွန်တော်တို့ Media Choice Award ကိုမချီးမြှင့်ခင်မှာ Best Interaction Video အနေနဲ့ဆုရရှိသွားတဲ့တိုင်ပွဲဝင်ကိုကြေညာပေးချင်ပါတယ်ဒီဆုကိုချီးမြှင့်ပေးနိုင်မယ့်အတွက်ကျွန်တော်ရဲ့ Mr. International မြန်မာ2026 UGAN ကိုစင်မြင့်တဲ့သူဖိတ်ခေါ်ပါတယ်ခင်ဗျာOkay ဒီနေ့ the best introduction video award ကိုရရှိသွားတဲ့သူကတော့ဖအန် Migrace Perry ဖြစ်ပါတယ်ခင်ဗျာ Congratulations
congratulations ပါကျေးဇူးပြုတင်ရှိပါတယ် Okay ကျွန်တော်တို့ဒီကနေ့ညအတွက် Media Choice Award ကိုရရှိသွားတဲ့သူကိုဆုချီးမြှင့်ပေးနိုင်မယ့်အတွက်ကျွန်တော်တို့ Miss Universe မြန်မာ2025မျက်ရည်နာဆိုကိုစေမြတ်တို့ဖိတ်ခေါ်ပါတယ်ခင်ဗျာโอเคပါဒီကနေ့ညအတွက် Media Choice Award ကိုဒိုင်လီစီမင်းများရဲ့ရမတ်အမြင့်ဆုံးနဲ့ရရှိသွားတဲ့သူကတော့မချားလိုက်လို့တောင်ကြီးနောမနဲ့လည်းဝက်ခူးပြပါတယ်ခင်ဗျာCongratulations ပါ Okay ပါစချီမြင်ပေးသွားတယ်သမီးညညနာဆိုလည်းအထူးပဲကျေးဇူးတင်ပါတယ်Okay ပါကျွန်တော်တို့ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အစီအစဉ်ကတော့ Miss Universe မြန်မာ2026ရဲ့ Media Press Conference အခမ်းအနားလေးပဲဖြစ်ပါတယ်ဒီကနေ့အစီအစဉ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲအချိုက်လိမ့်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီကနေ့အတွက်စီရရှိသူဝန်များလည်းကြီးညာပြီးဖြစ်တဲ့အတွက်ဒီကနေ့အစီအစဉ်လေးကိုကျွန်တော်တို့ဒီမှာပဲရှင်းနာခွင့်ပြုပါခင်ဗျာကျေးဇူးတင်ရှိပါတယ်